အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ပို့ပေးရမယ်ကုန်တွေရောက်ပါပြီပစ္စည်းအကြောင်းလေးတွေမပြောခင်ကျွန်တော်တို့ရဲ့တိမ်တမန်ငွေလွှဲနံပါတ်4998တစ်ခုနဲ့တစ်လုံးပဲငွေလွှဲရပါခင်ဗျာကြံတဲ့ဖုန်းနေနဲ့ငွေလွှဲခိုင်းရင်လူလိမ်ပါခင်ဗျာလူလိမ်ကိုသတိပြုပါကျွန်တော်တို့မြေနေကုန်းဆိုင်မှာသွားဝယ်လို့ရသလိုတောင်ဩကလာဆိုင်မှာလည်းလာဝယ်လို့ရပါတယ်အသေးစိတ်ကိုတော့ဖုန်းဆက်ပြီးမေးပေးပါခင်ဗျာဒါကတော့တောင်စိတ်သားပါဒီကောင်ကတော့တပိဿာကို9000ဈေးပါခင်ဗျာဒီကောင်ကဆေးပဲလေးဝင်ပါတယ်ရှားလဲရှားပါတယ်ဒါတော့လေကျွတ်မိခင်ပါတပိဿာကို18000ပါဒါတော့ဝါပြီးပါဒီလိုတစ်ထုပ်ကို2500ပါခင်ဗျာဒါတော့ဂျူးပါတတွဲကို1000ခွဲပါဒါတော့ငုံပါတတွဲကို1000ခွဲပါခင်ဗျာဒါတော့ရေပဲပါတကောင်ကို9000ပါဒါတော့တဏ္ဍန်ပြင်ပါတပိဿာကို8000ပါဒါတော့ဆက်သားပါတပိဿာကို4000ဈေးဖြစ်သွားပါပြီဒါတော့ရှင်းဝက်သားပါရှင်းဝက်သားလည်းတပိဿာကို4000ပါပဲခင်ဗျာဒါတော့သင်းမောညွန့်ပါဒီကောင်ကတော့တစ်စီးကို1900ပါခင်ဗျာဒါတော့ငပြောဘူးပါတပူ1500ပါစင်းပြုံးသီးကိုရဒါတော့စင်းပြုံးသီးပါဒီကောင်ကတော့တပိဿာကို3000ဈေးပါဒါတော့ဗဒတ်စာပါတစ်စီးကို900ပါဒါတော့ငနီတူကောင်းပြုတ်ပါတပိဿာကို3000ခွဲပါဒါတော့ပိန်းဆွဲပါအစည်းသေးတစ်စီးကို1500ပါဒါတော့ဗဒဲကောပါတစ်စီးကို900ပါဒါရေခုပါဒီကောင်ကတော့2300ဈေးပါဒါတော့ငရုတ်ကောင်းစီပါတပိဿာကို9000ဈေးပါဒါတော့မယိုး6ပါတပိဿာကို6000ဈေးပါဒါတော့ငရုတ်ပူသီးပါတပိဿာကို8000ပါဒါတော့ခရမ်းသီးပါတပိဿာကို3000ပါခင်ဗျာဒါတော့အာလူရှိပါတပိဿာကို1000ခွဲစီပါဘူးသီးတောင်အာလူပါဒါတော့မရွတ်ပါအလုံး100ကိုမှ6000ပါဒါမကြီးသေးစိမ့်ပါ10သားကို900ပါဒါတော့မြစ်ပြုတ်ပါတပိဿာကို6000ပါခင်ဗျာဒါတော့လေကစွန်းပါတစ်စီးကို400ပါဒါတော့ရှင်ပေါင်ပါတစ်စီးကို400ပါဒါတော့ငရွှေမိခင်အလဲသားပါတပိဿာကို9000ဈေးပါဒါတော့ငရွှေမိခင်အကောင်ပါတပိဿာကို9000ဈေးပါဒါတော့လက်ပံဝင်း6ပါတပိဿာကို1000ခွဲပါဒါတော့မိုဟင်းပါတစ်စီးကို1500ပါမကြီးစိမ့်ပါဝါလားဒါတော့ပိန်းဥပါတပိဿာကို8000ပါဒါတော့တခုပွင့်ကြောက်ပါတပိဿာကို3000ဈေးပါဒါတော့ကြောက်ကြောက်ပါတပိဿာကို4000ခွဲဈေးပါဒါကမအသေးလားအကြီးဒါတော့ကမအကြီးပါဒီကောင်ကတစ်လုံးကို4500ပါဒါတော့အလတ်ပါတစ်လုံးကို4000ပါခင်ဗျာဒါတော့ဒီနေ့ပါတဲ့ငါသလောက်ဥပါဒီကောင်ကတော့10သားကို3000ဈေးပါဒါတော့ကင်းမုံပါတပိဿာကို29000ပါဒီမှာငါတရားဥရဒါတော့ငါတရားဥပါတပိဿာကို4000ဈေးပါဒါတော့ကြက်ပါတကောင်ကို16000ပါဒါတော့ငါတကုံအဆူပါဒီကောင်ကတော့တပိဿာကို1000ခွဲပါဒါတော့ရေချိုပစုံတုပ်ပါခေါင်းနေကျွမယ်ဒါတော့ရေချိုပစုံတုပ်ပါတပိဿာကို9000ဈေးပါဒါတော့ငကွင်းရှက်ပါလေသားလေကွင်းဆိုရင်3000ပါဒါတော့ပစုံဖြူပါတပိဿာကို3000ဈေးပါဒါတော့ငကင်ချိုင်းပါတပိဿာကို2200ပါဒါတော့ပြည်ကြီးငါပါတပိဿာကို4000ဈေးပါဒါတော့ငါတရားခုတ်သားပါတပိဿာကို3000ပါဖဲအဲ့ဒါတွေမရဲဘူးဒါတော့ကကလေးခုတ်သားပါတပိဿာကို3000ပါဒါတော့ရေချိုကုန်းပါတပိဿာကို12000ပါဒါတော့ပစွန်စီပါ1 kg ကို18000ပါခင်ဗျာ1 kg ကို2000ပါဒါတော့ငသဲတို့ပါတပိဿာကို2000စီပါခင်ဗျာ
စုံတိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ